မြန်မာတကားကမှတွေကတိပိဋကကိုမြန်မာလိုပဲလေ့လာရမယ်လေအခုပါဆုံးရှုံးမှုအကြီးကြီးဖြစ်သွားလဲဆိုတော့တကားကမှတို့ကမြန်မာလိုမတတ်တော့အင်္ဂလိပ်လိုတတ်ချင်တယ်မြန်မာလိုမတတ်နိုင်ဘူးလေဒေချာသင်ပေးမယ်လို့မရှိဘူးသင်ပေးဖို့လဲတကတော့ဒေချာမရှိဘူးME ဘွယ်ရတဲ့မြန်မာစာဆရာမတွေကတော့ဆောင်းလုံးပေါင်းမှန်ဘူးမပြော့တော့အဲ့တော့အဲ့လိုမျိုးအခြေအနေမှာလူတိုင်းကအင်္ဂလိပ်လိုလေ့လာခြင်းဆိုတော့အင်္ဂလိပ်လိုဘယ်နေရာမဆိုလေ့လာလို့ရအဲ့လိုဆိုရင်ဘာကိုလေ့လာသွားလဲခရီးယန်ဘာသာရိုးရာဓာတ်လေးကိုလေ့လာသွားတာပေါ့အင်္ဂလိပ်လိုလေ့လာရင်လေအဲ့လိုဆိုရင်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဆုံးရှုံးနေပါပြီဘယ်လိုလဲမြန်မာစကားဆုံးရှုံးတဲ့အခါမှာဗုဒ္ဓဘာသာလည်းဆုံးရှုံးသွားတာပေါ့အဲ့ဒါကြောင့်ဗုဒ္ဓဘာသာကိုကာကွယ်ခြင်းနဲ့ဆိုရင်မြန်မာစကားကိုကာကွယ်ရမယ်မြန်မာစကားကိုမတတ်တဲ့လူတွေကအင်္ဂလိပ်လိုလေ့လာခြင်းဖြင့်ခရီးယန်ဘာသာကိုဆောင်ရှောင်ပေးနေတယ်တဘာဝတရားအတိုင်းမိအပိုင်းကိုတတ်ကျွမ်းမှပဲသူတပါးရဲ့အပိုင်းကိုလေ့လာလို့ရတယ်တက္ကမတို့ကသူငယ်တန်းမှတောင်လေ့လာတယ်နော်ဒီကြီးကောင်ပုံပြင်လေကြီးကောင်ကကောင်းရောင်ဆောင်တော့ကြီးတာဖေ။အဲ့တော့ကြီးကောင်တကောင်လေတင်ပါသူကထင်တယ်အော်ဟိုငှက်ပဲငှက်လဲတောင်းပါဗျာဒီတောင်းတွေကအင်းလာတယ်ဆိုပြီးတော့သူရဲ့မိတောင်းလေးတွေကိုဖြောင်းလိုက်ပြီးတော့တောင်းလေးတွေကိုတတ်ထားတယ်အဲ့တော့သူရဲ့ဆုံးရှုံးမှုကိုမြန်မာလူတိုင်းသိဒါဆိုအဲ့ဒီပုံပြင်မှာတက္ကမတွေကသင်ခန်းစာယူတဲ့တယ်မိမြန်မာမှုကိုမြန်မာစကားကိုမဖြုတ်ပါနဲ့အင်္ဂလိပ်စကားနဲ့အစားမထိုးပါနဲ့တက္ကမတို့ကအထက်အားဖြင့်မိတောင်လီတွေကိုအကောင်ဆုံးဆောင်ရှောက်ပေးရမယ်မိတောင်လီတွေကိုအကောင်ဆုံးဆောင်ရှောက်လိုက်ပြီးတော့အဲ့ဒီတောင်တွေမှာတောင်လေးစားမှုရမယ်စိတ်ချပါမြန်မာတက္ကမတွေကမြန်မာအစ်စ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်မြန်မာစကားကိုကာကွယ်ရဘယ်လိုကာကွယ်မလဲမြန်မာစာလုံးပေါင်းတပ်ပုံချမ်းဖြင့်ကာကွယ်ရပါတယ်အဲ့ဒါကြောင့်တက္ကမတို့အားလုံးအိမ်မှာအနည်းဆုံးတက်အုပ်ရှိရကြည့်လိုက်ပါဦးစင်းကချက်နိုင်ငံမှာနိုင်ငံခြားသားယဟန်ဦးစင်းမှာမြန်မာစာလုံးပေါင်းတပ်ပုံချမ်း3အုပ်ရှိဆီယာမကြောင့်မဟုတ်ဘူးဆီယာမမလားခင်ဦးစင်းမှာရှိပြီးသားဦးစင်းကမြန်မာစကားကိုစိတ်ဝင်စားလို့မြန်မာစာလုံးပေါင်းတပ်ပုံချမ်းရှိတယ်။ဘာကြောင့်မြန်မာစကားကိုစိတ်ဝင်စားတာလဲဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့မြန်မာစကားကိုစိတ်ဝင်စားတယ်။တကယ်တော့ပါဠိစာအကောင်းဆုံးဘာသာပြန်တာမြန်မာလိုပဲဘာသာပြန်တာမြန်မာလိုပါဠိလေလာတာအကောင်းဆုံးပဲဦးစင်းကတီဟုလို့တတ်တယ်အင်္ဂလိပ်လိုလည်းတတ်တယ်အဲ့ဒါကြောင့်ဦးစင်းကောင်းပြောတတ်တဲ့တီဟုလို့ပါဠိလေလာတာအစမပြေဘူးအင်္ဂလိပ်လိုလေလာတာလည်းအစမပြေဘူးမြန်မာလိုအကောင်းဆုံးလေလာနိုင်တယ်အတိအကျဆုံးအနည်းနဲ့ဆုံးအဲ့ဒါကြောင့်ဦးစင်းကမြန်မာစကားကိုဓာတ်ပေါ်အကြဆုံးပါပဲ